ဒီလိုမျိုးပုံစံတွေကိုဖြည့်ရှင်းတဲ့အခါမှာအဖြေက2မျိုးထွက်နေတာမျိုးဒါမှမဟုတ်ကိုယ့်အဖြေနဲ့သူများအဖြေနဲ့မတူတာမျိုးဒါမှမဟုတ်ကိုယ့်အဖြေကမှားနေတာမျိုးကြုံမှုကြမယ်လို့ထင်ပါတယ်ဒါက orders of operation လို့ခေါ်တဲ့လုပ်ထုံးအစီအစဉ်ကိုနားမလည်လို့ဖြစ်တာပါဒီနေ့မှာတော့တင်ချာရဲ့အသက်သွေးကြောတစ်ခုဖြစ်တဲ့လုပ်ထုံးအစီအစဉ်အကြောင်းကိုရှင်းပြပေးပါမယ်လုပ်ထုံးအစီအစဉ်မှာတော့ဆရာတို့ PEM DAS နဲ့ BOD MES ဆိုပြီးတော့နှစ်မျိုးရှိပါတယ်အဲ့တော့ဒီနေ့မှာတော့ဆရာက PEM DAS ကိုအခြေခံပြီးတော့လုပ်ထုံးအစီအစဉ်ကိုရှင်းပြပေးပါမယ်တင်ချာပုံစံတစ်ပုဒ်ကိုဖြည့်ရှင်းတော့မယ်ဆိုလို့ရှိရင်ဆရာတို့ကဒီလုပ်ထုံးအစီအစဉ်ကိုလိုက်နာဖို့လိုပါတယ်ဒီအစီအစဉ်တိုင်းဆရာတို့တွက်ပေးရမယ်ပေါ့အဆင့်1မှာဆရာတို့ parentheses ဆိုရဲဂွင်းနေပါလားမပါလားဆရာတို့အရင်ကြည့်ရမယ်ဂွင်းနေပါတယ်ဆိုရင်ဆရာတို့အဲ့ဂွင်းတွေကိုအရင်ရှင်းရမယ်အဆင့်2မှာတော့ဆရာတို့ exponent ဆိုရဲထပ်ကိန်းတွေပါလားမပါလားကြည့်ရမယ်ထပ်ကိန်းတွေပါတယ်ဆိုရင်ထပ်ကိန်းတွေကိုဒုတိယအဆင့်မှာရှင်းရမယ်တတိယအဆင့်မှာတော့ဆရာတို့ multiplication နဲ့ division ဆိုရဲအမြောက်နဲ့အစားပါလားမပါလားကြည့်ရမယ်အမြောက်နဲ့အစားရောပြီးပါလာတယ်ဆိုရင်တော့ဆရာတို့ left to right ဘယ်ကနေညာကိုဆရာတို့အဆင့်အတိုင်းရှင်းပြရမယ်နောက်တစ်ခုကတော့ addition and subtraction ဆိုရဲအပေါင်းအနှုတ်ပေါ့အပေါင်းနဲ့အနှုတ်ရောပါလာတယ်ဆိုရင်ဆရာတို့ left to right ဘယ်ကနေညာဆရာတို့ရှင်းပြရမယ်အဲ့တော့ပထမအဆင့်မှာဆရာတို့ p ဆိုတဲ့ parentheses ကိုရှင်းရမယ်ဒုတိယအဆင့်မှာ e ဆိုတဲ့ exponent ထပ်ကိန်းတွေကိုရှင်းရမယ်တတိယအဆင့်မှာဆရာတို့ multiplication နဲ့ division ဆိုတဲ့အမြောက်နဲ့အစားကိုရှင်းရမယ် left to right ဘယ်ကနေညာရှင်းရမယ်သတုဒ္ဓအဆင့်မှာတော့ဆရာတို့ as ဆိုတဲ့ addition နဲ့ subtraction ကိုရှင်းရမယ် left to right ရှင်းပြရမှာဖြစ်ပါတယ်ပုံစံတစ်ခုကိုမြင်လိုက်တာနဲ့ဆရာတို့တန်းပြီးသိရမှာက PEMDAS ဒီပုံစံမှာ parentheses ဆိုတဲ့ဂွင်းပါလာကြည့်မယ်ပါတယ်ဒါဆိုရင်အဲ့ဂွင်းထဲကဂိမ်းတွေကိုအရင်ဆုံးရှင်းရမယ်အဲ့တော့ဂွင်းထဲမှာ 2 + 2 ဆိုတော့4ရမယ်ကျန်တာကိုဒီတိုင်းပြန်ရေးထားမယ်အဲ့တော့2နဲ့4နဲ့ကမြောက်ထားတာဖြစ်တဲ့အတွက်ဆရာကဒီလိုလေးပြန်ပြင်ရေးလိုက်ပြီးသွားလို့ရှိရင် e exponent ပါလာကြည့်မယ်ထပ်ကိန်းမပါဘူး PEMD multiplication division multiplication နဲ့ division နှစ်ခုရောနေတယ်ဒါဆိုရင်ဆရာတို့က left to right ဘယ်ကနေညာကိုရှင်းပေးရမယ်8ကို2နဲ့စားတော့4ရမယ်ကျန်တာကိုဒီတိုင်းပြန်ရေးတော့မြောက်4 4နဲ့4နဲ့မြောက်တော့16ဒီပု္ပ္ပစာရဲ့အဖြေမှန်က16ဖြစ်ပါတယ်ဒီနီလန်းလေးကိုသုံးပြီးတော့ဆရာတို့လေ့ကျင့်ခန်းလေးတွေတွက်ကြည့်အောင်အဲ့တော့နံပါတ်1ပု္ပ္ပစာလေးကနေဆရာတို့စကြည့်အောင်ပု္ပ္ပစာတစ်ခုကိုမြင်လိုက်တာနဲ့ဆရာတို့သိရမှာက PEMDAS P ဆိုရဲ parentheses ဂွင်းပါလာကြည့်ရဟုတ်ပြီဒီပု္ပ္ပစာထဲမှာဆရာတို့ဂွင်းပါတယ်13 - h အဲ့13 - h ကိုဆရာတို့အရင်ရှင်းရမယ်13 - h က5ကျန်တာကိုဒီတိုင်းပြန်ရေးမယ်30 divided by 5ဆိုတော့အဖြေက6ရမှာပေါ့နံပါတ်2ကိုကြည့်မယ်ပု္ပ္ပစာတစ်ခုကိုမြင်လိုက်တာနဲ့ဆရာတို့သိရမှာက PEMDAS P ဆိုရဲ parentheses ဂွင်းပါလာကြည့်မယ်အဲ့တော့ဂွင်းမပါဘူးဂွင်းမပါရင် P E exponent ထပ်ကိန်းပါလာကြည့်မယ်ထပ်ကိန်းမပါဘူးဒါဆိုရင်နောက်တစ်ဆင့် PEMD multiplication နဲ့ division ပါလာကြည့်မယ် okay multiplication ပါတယ်အမြောက်ပါနေတယ်ဒါဆိုဆရာတို့အဲ့အမြောက်ကိုအရင်ရှင်းရမယ်အနှုတ်9နဲ့3နဲ့မြောက်တော့အနှုတ်15ကျန်တာကိုဒီတိုင်းပြန်ရေးမယ်ဒီမှာဆိုလို့ရှိရင်ဆရာတို့အပေါင်းနဲ့အနှုတ်ရောပါလာတာကိုတွေ့ရမယ်ဒါဆိုရင်ဆရာတို့ left to right ရှင်းပေးရမယ်16နဲ့15နှုတ်တော့1 12နဲ့ပေါင်းတော့73အဖြေက73ရနံပါတ်3ပု္ပ္ပစာလေးကိုကြည့်မယ်ပု္ပ္ပစာတစ်ခုကိုမြင်လိုက်တာနဲ့ဆရာတို့သိရမှာက PEMDAS P ဆိုတဲ့ parentheses ပါလာကြည့်မယ်ဂွင်းမပါဘူး E ဆိုတဲ့ exponent ထပ်ကိန်းပါလာကြည့်မယ်ပါတယ်9နှစ်ထပ်ပါတယ်ဒါဆိုအဲ့9နှစ်ထပ်ကိုဆရာတို့အရင်ရှင်းမယ်9နှစ်ထပ်က49ကျန်တာကိုဒီတိုင်းပြန်ရေးမယ် PEMD multiplication နဲ့ division ပါလာကြည့်မယ်ဒီမှာ multiplication ပါတယ်အမြောက်ပါတယ်ဒါဆိုရင်အဲ့ဒီ multiplication အမြောက်ကိုဆရာတို့အရင်ရှင်းမယ်အနှုတ်14နဲ့2နဲ့မြောက်တော့အနှုတ်28ကျန်တာကိုဒီတိုင်းပြန်ရေး49ရေက28နှုတ်ပေးလိုက်ရင်အဖြေထွက်လာပြီပေါ့နံပါတ်4ကိုကြည့်မယ်ဥစ္စာတစ်ခုကိုမြင်လိုက်တာနဲ့ဆရာတို့သိရမှာက PEMDAS parentheses ဆိုရဲဂွင်းပါလာကြည့်မယ်ဂွင်းပါတယ်ဒါဆိုဂွင်းနဲ့ကဂိမ်းတွေကိုအရင်ရှင်းမယ်6 + 3ဆိုတော့9
ကျန်တာကိုဒီတိုင်းပြန်ရေးထားမယ် P E exponent ပါလာကြည့်မယ် exponent မပါဘူးဒါဆိုရင်ရှင်းစရာမလိုဘူး P E M D multiplication နဲ့ division ပါလာကြည့်မယ်ဒီမှာအမြောက်အစားရောပါနေတာကိုတွေ့ရမယ်ဒါဆိုရင် left to right ရှင်းမယ်18ကို9နဲ့စားတော့2 15နဲ့မြောက်တော့15နှစ်လီ30ဒါဆိုအဖြေက30ရမှာ